ပြုတ်ပြီးရလာတဲ့ဒီလိုအလုံးလေးတွေကိုကျွန်တော်တို့ကကြီးလေးနဲ့ကိုလိုချင်တဲ့အနေထားလေးတွေညှပ်ပေးလိုက်ပါမယ်တချို့ကြတော့လဲလုံးပိုင်းပလိုက်တာပေါ့နော်ကျွန်တော်ကတော့အလုံးမပြတ်ကလေးလိုချင်တော့ဒီတိုင်းလေးပဲအရသာစိတ်အောင်ဆိုပတ်လေးဝိုက်ပြီးတော့ညှပ်ပေးလိုက်ပါတယ်အဲ့ထဲကိုကျွန်တော်တို့စားအချုံမုံနောက်ပြီးတော့ကြက်သွန်မြူထောင်းပြီးသားလေးထည့်ပါမယ်နောက်ငရုတ်သီးခွဲချမ်းလေးကတော့ကိုကြိုက်တဲ့အနေထားလောက်အဆက်အနေထားလောက်တော့ထည့်လို့ရပါတယ်နောက်ပြီးတော့ဒီထဲမှာမပါမဖြစ်လို့ပြောလို့ရတဲ့အရာတစ်ခုကမဆလာဖြစ်ပါတယ်မဆလာကတော့ကြိုက်နေတဲ့တဲ့မဆလာကိုသုံးလို့ရပါတယ်တော့ကတော့မဆလာကိုဆိုလို့ရှိရင်အိတ်လေးနဲ့ဝယ်ရတာသဘောမကျလို့ဒီလိုဘူးလေးနဲ့ဆိုင်မှာရှိတဲ့ဒီကလားလေးမဆလာလေးကိုဝယ်ပြီးတော့ထည့်ဖြစ်ပါတယ်အားလုံးထည့်ပြီးသွားပြီဆိုရင်တော့စီပေါ့နော်စီကတော့ကျွန်တော်တို့မြေပဲစီကိုကျွန်တော်သုံးထားပါတယ်ဟိုရက်ကအညာပေးလိုက်တဲ့မြေပဲစုံစီလေးကိုကျွန်တော်တို့ဒီတမယာသီးဖတ်တီမြုပ်တဲ့အထီပေါ့မြုပ်တဲ့အထီလောင်းပေးလိုက်ပါတယ်သူကဒီမမြုပ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့အပေါ်မှာပေါ်နေတဲ့အလွှာလေးကထားရကြတဲ့အခါမှာဒီတမယာသီးရဲ့အပေါ်မှာပေါ်နေတဲ့အပိုင်းလေးတွေကကျွန်တော်မှုတက်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကဒီအနှစ်ဖတ်တီတမယာသီးဖတ်တီအကုန်မြုပ်တဲ့အထီစီကိုလောင်းပေးထားတာပေါ့လောင်းပြီးတော့ဆိုရင်တော့ကျွန်တော်ကဒီပုံလေးအတိုင်းပဲဘူးလေးနဲ့ပတ်ကင်ပိတ်ပြီးတော့ရေခဲတာထဲမှာထားပြီးတော့စားကျင်တဲ့ရှင်ယူစားရုံပဲပေါ့နော်ဒီလိုဟင်းပွဲလေးကကြတော့သူကဒီရုပ်ရှင်သုံးလုံးနဲ့ပြောရလို့ရှိရင်တော့ဇက်ပို့ခေါင်းတစ်ခုပေါ့နော်ဇက်ပို့ခေါင်းတစ်ခုပေါ့ထမင်းမိန်စီဖို့အတွက်ဒါလေးကဒီပို့ဆောင်ပေးတဲ့အရာပေါ့ထမင်းမိန်စီတဲ့တေးကြတယ်ထမင်းပူပူလေးနဲ့ဒီဟာလေးနဲ့စားမယ်နောက်ပြီးတော့အသားကြော်လေးတစ်ခုခုနဲ့ပေါ့နော်ကျွန်တော်တို့လို့ဆိုရင်တော့အဲ့လိုမျိုးတခြားနောက်တစ်ခုလုပ်မယ်ဆိုရင်တော့အသားကြော်လေးတစ်ခုခုဒါမှမဟုတ်ရင်အရွက်ကြော်အသားကြော်တစ်ခုခုနဲ့နောက်ပြီးတော့ဒါမှမဟုတ်ရင်လည်းဒီဟာလေးတစ်ခုနဲ့ကြက်ဥချော်လေးတစ်လုံးနဲ့လည်းကျွန်တော်တို့စားတတ်တယ်ပေါ့နော်အဲ့ဒါမျိုးလေးပေါ့အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်